ကဲစားပြီးတောက်ပြီးမှတော့ကယ်ရီစောင့်နေရပါကယ်ရီနဲ့တော့တောင်ကြီးမျိုးရဲ့အလားဆုံးနေရာ9နေရာပေါ့နော်တော့ရွေးချယ်ထားတဲ့နေရာပေါ့နော်အဲ့နေရာလေးတွေကိုတွားမှာပါအေးတရဝိုင်းချန်ကမနက်8နာရီဖွင့်ပြီးတော့ည8နာရီခွဲကျရင်ပြန်သိမ်းတယ်ဝင်ကြီးတော့ပေးစရာမလိုဟယ်လိုခုဆိုတော့တော်ဝင်လေးစပစ်ချန်ကိုရောက်နေပါပြီရန်လာနော်တော်လာဘေးမှာလည်းတောင်ပတ်လည်းပြူကွာဒီဘက်ဘေးမှာစပစ်ချန်ဝင်ကြီးပေးစရာမလိုဘူးဒီကမှလည်းရန်တော့ကောင်းတယ်ဆက်သွားဟိုတယ်ကနေစားထွက်တာကွာ9နာရီခွဲနေပြီဒီကိုရောက်တာ10နာရီထိုးနေလုံးဝမပူအေးနေတာပဲတချို့နေရာကြီးဆိုဒီကနေလှမ်းကြည့်မယ်ဆိုတောင်ကုန်း view point နေရကွာဟိုဘယ်လိုပြောရမလဲမြူတွေဆိုင်နေရအခုထိမပြောက်သေးဘူး10နာရီထိုးနော်10နာရီထိုးမြူလုံးဝမပြောက်သေးဘူး view ကလည်းရှယ် view ကလည်းရှယ်လာဟိုရန်လာတယ်လာကြည့်တင်တယ်ဒီနေရာလေးရောဒီမှာအေကတော်တော်ကျဲတယ်ကွာတော်လိုက်ကြည့်ရတော့စပစ်သီးလုံးဝမတွေ့ဟိုအိမ်မက်ကစပစ်သီးစပစ်ချန်တယ်မကွာစပစ်သီးစားနေတာစပစ်သီးတစ်လုံးမှမရှိကုသိုလ်ကံချင်းရှင်လိုက်ရင်ကိုယ်ကံအမြင့်ဆုံးနဲ့တူတယ်ဟိုရန်လာဘာဖြစ်ဟိုအနည်းဆုံးတော့စပစ်ချန်လေးထဲမှာရုပ်ချောလေးနဲ့လမ်းလျှောက်ခဲ့တယ်ကဲတို့ဒီနေရာလေးပြီးရင်ဆက်သွားမယ့်နေရာလေးလည်းအများကြီးကျန်နေတယ်ဟိုတော်တော်များများကတော့ပြောကြရတောင်ကြီးမြို့မှာလဲစရာပတ်စရာရှားတယ်အဲ့စကားလုံးဝမမှန်တော့အဲ့စကားလုံးဝမမှန်လဲစရာပတ်စရာတွေကအများများတော့များလုံးတောင်မှတော်တော်များများနေရာတွေကဖြုတ်ချခဲ့ရတယ်ဆိုတော့တို့တောင်ကြီးမှာ2ညပဲအိတ်တာလေတော့ဒီနေ့တစ်ရက်ပဲလဲပြီးမနှက်ပြန်ဒီညအိတ်ပြီးမနှက်ပြန်ဆိုလို့ရှင်တို့ပြန်ထွက်မှာတို့တောင်ကြီးကလောအင်းနေအသုံးနေအောင်လဲမှာအဲ့တော့ဒီချက်လာတဲ့နေရာလေးထပ်ပြပေးမယ်လိုက်ခဲ့finally စပစ်သီးလေးတွေ့ပါပြီတလုံးနဲ့စားဝင်ပြသွားတော်ဝင်တလုံးနဲ့ပါဒါလည်းဟိုအရင်ဘယ်လိုပြောရမလဲစိုက်မပြည့်သေးဘူးစိုက်မပြည့်ခိုင်းမပြည့်လေမစားတော့ဘူးနောက်တစ်ခါမစားတော့ဒီချမ်းရဲ့ရတာပါလမ်းလျှောက်နေရတာကအရတာတကူပြောမှာဘေးမှာတောင်ပတ်လေဟာအလဲမှာစပစ်ချံဂျားထဲမှာကိုလမ်းလျှောက်နေရတာက feeling တစ်ခုဖြစ်Okay thank you ခုကြတော့တောင်တက်နေတာပါတို့စပစ်ချံကနေတို့ထွက်လာတာကကြတော့10ခွဲဒီကိုရောက်တာ9ခွဲတို့တနင်္လာနီးပါးကြာတယ် view ကတော့မြင်ရတဲ့တွေ့ရတဲ့အတိုင်းပဲတောင်ပတ်လည်း view ပါပဲတော်ခီးစဉ်ထွက်လာတာတော်အမ2ယောက်တည်းကွာsafe ဖြစ်လားဆို safe ဖြစ်တယ်ကွာဘာဖြစ်လဲဆိုဒီရောက်မှဆိုလို့ရှိရင်လူနေရက်ကွက်တွေအများကြီးရှိတယ်စားတော့ဆရာကြီးလည်းရောင်းတယ်ဒါဆိုရင်အေးဘူးတို့မုံတို့ဒါတွေလည်းဝယ်စားလို့ရတယ်တော်မောတယ်ဒါရိုက်တာလေကလေးမရှိဘူးဒီအောက်မှာလေကလေးမရှိဘူးဒါထင်းရှူတော်ရဲ့အပေါ်ဆုံးတောင်ပေါ်မြင်ကွင်းဒါအောက်မှာသူတို့စိုက်ထားတဲ့ထင်းရှူတော်တို့ဒီနေရာကိုဘယ်လိုခေါ်လဲဆိုလို့ထင်းရှူတော်ကွာစိုက်ဗျူးလို့လည်းခေါ်တယ်ရမ်းမိုက်နော်ဆလန်လှတာမြန်မာပြည်ကိုမှတ်မိမြန်မာပြည်ရမ်းလာတော်လာဒီဘက်ကလည်းတောင်ပတ်လည်းဟိုဘက်ဘေးဘက်လည်းအကုန်လုံးကတောင်ပတ်လည်းကြီးပဲတောင်ပတ်လည်းဗျူးတွေပြပေးမယ်တွေ့လားတောင်ပတ်လည်းတောက်လျှောက်ထင်အားပြည့်ဆိုရင်9နာရီခွဲနေလုံးဝမပူဘာလို့လဲဆိုမိုးရသည်မို့လို့လေဒီတောင်ထိပ်တက်ကြီးမှနေရကွာနေမပူဘဲနဲ့ရှောက်ရတဲ့ခံစားချက်ကဘယ်လိုပြောပြရမလဲရမ်းမိုက်တယ်ဗောရမ်းမိုက်တယ်ဟုတ်တယ်အနားလေးကောင်းဟုတ်လေဟိုးရမ်းမိုက်တယ်